Trump ရဲ့40ကျအကြမ်းစီအီရန်ကိုကျူးကျော်ပြီးရေနံသိမ်းမဲ့ဗီဒီယိုဖိုင်ဟောင်းပြန်ထွက်လာ American သမ္မတဟောင်း Donald Trump ကအီရန်နိုင်ငံရဲ့အထူးရေနံရင်းမြစ်တီကိုမြေပြင်တပ်တွေလွှတ်ပြီးသိမ်းပိုက်ဖို့လွန်ခဲ့တဲ့39နှစ်ကလေးကစီစဉ်ခဲ့တဲ့အင်တာဗျူးဗီဒီယိုမှတ်တမ်းတစ်ခုအခုအခါမှာပြန်လည်ထွက်ပေါ်လာပါတယ်အဆိုပါဗီဒီယိုမှာ Trump ကအီရန်ရဲ့ရေနံ90%တင်ပို့တာခါဂျွန်ကိုသိမ်းပိုက်ရတဲ့လူအတီအလင်းပြောကြားခဲ့ပြီးအီရန်ကတိုက်ခိုက်လာတာနဲ့သူတို့စီကအကြီးဆုံးရေနံရင်းမြစ်ကြီးကိုတွားယူရမယ်ကျွန်တော်တို့ဆုံးရှုံးခဲ့တာတွေကိုပြန်ယူရမယ်ဆိုပြီးပြင်းပြင်းထန်ထန်မှတ်ချက်ပေးခဲ့တာကိုတွေ့မြင်ရပါတယ်လက်ရှိအချိန်မှာတော့ Trump ဟာအီရန်နိုင်ငံအနီးကိုတတိယမြောက်လေယာဉ်တင်မောင်းတဲ့အတူ Marine တပ်သားတောင်းတဲ့အချီပို့ဆောင်ထားပြီးစစ်ရေးရအသိပြင်ဆင်ထားပါတယ်အီရန်အနေနဲ့နျူကလ িয়ার ထက်သိမ်းရင်းနဲ့ဟောမို့ကြီးလက်ကြားပြန်ဖွင့်ရေးကိုမလိုက်နာကိုဆိုရင်နိုင်ငံတစ်ခုအနေနဲ့ဆက်ရှိမှာမဟုတ်ဘူးလို့တတိပေးထားသလိုအခြေအနေတွေဟာမူလရည်မှန်းချက်ထက်ကျော်လွန်သွားတဲ့ Mission Creep အဆင့်ကိုရောက်ရှိနေပြီလို့လည်းဝေဖန်မှုတွေထပ်ပေါ်နေပါတယ်အီရန်ဘက်ကလည်းအမေရိကန်ရဲ့ချင်းချောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့သူတို့နိုင်ငံတွေကိုအမေရိကန်စစ်သားတွေချေးချတာနဲ့မီးမိုးရွာချမ်းပြီးပြားထစ်အောင်လုပ်ပြမယ်လို့လွတ်တော်ပြောရေးဆိုခွင့်ရှိသူမိုဟာမက်ဘခါကလီဘက်ဖ်ကပြန်လည်တုံ့ပြန်ထားပါတယ်နှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ Trump ရဲ့အီရန်ပေါ်ထားတဲ့သဘောထားနဲ့လက်ရှိစစ်ရေးတင်းမာမှုတွေဟာအရှိအလဲပိုင်းဒေတာကိုဘယ်လိုအခြေအနေထိတုံးပို့မလဲဆိုတာကတော့တကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့အဓိကအချက်ဖြစ်လာပါတယ်။